အားလုံးမင်္ဂလာပါအခုကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းကတော့ Skype ပြောမှာအသုံးများတဲ့ဝါကြလေးချက်လောက်လေ့လာကြည့်အောင်ပထမဆုံးအနေနဲ့ကျွန်တော်ဗာတွေ့မလဲဆိုရင် from now on ဆိုတဲ့အသုံးလုံးလေးfrom now on ဆိုတာကကျွန်တော်တို့ကအခုချိန်မှစလို့ဆိုရင်ကျွန်တော်အသုံးပြုလို့ရတဲ့ပုံစံလေးဖြစ်ပါတယ်ဥပမာ Number 1 from now on အခုချိန်စပြီးတော့ I'm going to cut down on rich food I'm going to cut down on rich food ရဲ့အဓိပ္ပာယ်ကကြတော့ငါကဒီအစီစိတ်အစားအသောက်တွေပဲဖြစ်လေအခုကစပြီးတော့ရှော့စားတော့မယ်ဆိုအဓိပ္ပာယ်မျိုးသုံးလို့ရတယ်နောက်တစ်ခုကဘာသွားမလဲဆိုရင်ကျွန်တော်တို့ကတခုခုလုပ်တဲ့အလေးချင်းမရှိဘူးဆိုရင်ဥပမာ I don't have a habit of smoking ငါစလိတ်တောက်တဲ့အလေးချင်းမရှိဘူး I don't have a habit of smoking ငါစလိတ်တောက်တဲ့အလေးချင်းမရှိဘူးဆိုတော့အသုံးပြုလို့ရတယ်နောက်တစ်ခုကကျွန်တော်ဘာဆက်သွားလို့ရမလဲဆိုရင်တခုခုကိုလောက်ရတာပြုလုပ်တာလွယ်တယ်ခက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဥပမာ it is easy to fix it ဒါကိုပြင်ရတာဖြစ်လဲလွယ်တယ် it is easy to fix it ဒါပြင်ရတာခက်လိုက်တာကွာဆို it is difficult to fix it ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားတယ်နောက်တစ်ခုကအဲ့ဒါကိုပဲကျွန်တော်တို့အချလွယ်တဲ့နောက်တစ်ခုရှိသေးတယ်မဖြစ်နိုင်ဘူးပေါ့ it's impossible to fix it ဒါကိုပြင်ရတယ်ဆိုပြင်ဖို့ကမဖြစ်နိုင်ဘူးဆိုအဓိပ္ပာယ်မျိုးဖြစ်သွားမယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင်ဒီစာကြောင်း၅ကြောင်းမှာကျွန်တော်တို့ကအခုကစပြီးဆိုတဲ့ပုံစံမျိုး from now on ဆိုပြီးအသုံးပြုလို့ရတယ်ဒီနေရာမှာကျွန်တော်တို့ကအစားတောက်တွေ short စားရတယ်ဆိုရင်ကျွန်တော်ဘာသုံးလို့ရလဲဆို short တောက်တွေ short စားဆို cut down on something ဆိုတဲ့အသုံးပြုလို့ရတယ်ဥပမာ I'm cutting down on alcohol ဆိုရင်အရက်ဖြစ်တော့မယ်ဆိုအဓိပ္ပာယ်မျိုးဖြစ်သွားမယ်ဆိုလိုချင်တဲ့အဓိပ္ပာယ်ကကိုကခုနလိုပေါ့တခုခုကို short တောက်တယ် short စားတယ်ဆိုရင်တော့ cut down on နောက်မှာအစားတောက်တွေတခုခုထည့်လို့ရတယ်နောက်တစ်ခုကဘာသွားလဲဆိုခုနအတိုင်းတခုခုပြုလုပ်ဖို့လွယ်တယ်ခက်တယ်ဆိုရင် it is easy to plus but 0 နဲ့ it is difficult to plus but 0နောက်တစ်ခုကတခုလုံးမဖြစ်နိုင်ဘူးဆိုရင် it's impossible to plus but 0ဆိုအသုံးမျိုးလို့ရတယ်အဲ့တော့ဒါကိုဘာလို့ရှင်းပြတာလဲဆိုကျွန်တော်တို့အချို့စာကြောင်းတွေကိုကိုအလွတ်ကျက်မှတ်တာထက်ကိုတိုင်းတွေးတတ်ဖို့အရေးကြီးတယ်ကိုယ်တွေးတတ်သွားပြီဆိုရင်ကျွန်တော်တို့ကကျန်တဲ့ຢာတွေကိုပိုင်အတွေးကိုပိုင်အပျော်ကိုပိုင်အရေးနဲ့ကျွန်တော်တို့ကချက်ထွင်စဉ်းစားပြီးတော့ပြောင်းလဲအသုံးပြုလို့ရတယ်အချို့မဖြစ်မနေပုံသေးချက်မဲ့ဟာမျိုးပေါ့ခုနလိုပေါ့ cut down on ဆိုတဲ့အဓိပ္ပာယ်မျိုးဆိုကျွန်တော်တို့ကဒါတွဲတဲ့တစ်ခါတည်းအလွတ်ကျက်ရတော့မယ်ဟိုမြန်မာလိုတော့တွေ့လိုက်မယ်ဆိုရင် city cat ကဘာဖြစ်သွားဖြတ်တယ်ဆိုအဓိပ္ပာယ်ဆိုပြီးသွားပြီးဘာသာပြန်လို့တော့မရအောင်ဒီနေရာမှာအဲ့လိုစာကြောင်းတွေကြာကျွန်တော်တို့ဘာဖြစ်လဲကြက်မှတ်ဖို့လိုတယ်ဒါကတော့အရေးကြီးတယ်ပေါ့အဲ့တော့အားလုံးပဲအကျိုးရှိမယ်ဆိုရင် comment မှာတစ်ခုကိုရေးသွားလို့ရပါခင်ဗျာအားလုံးမင်္ဂလာပါအခုကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းကတော့ကျွန်တော်တို့ကတစ်ခုခုကိုပြုလုပ်တဲ့အခါမှာ9နှစ်ကိုဒါလုပ်ဖို့ပြောထားတာဘယ်နှကြိမ်ရှိပြီလဲဥပမာ9နှစ်ကိုပတ်စံစုဖို့ပြောထားတာဘယ်နှကြိမ်ရှိပြီလဲ9နှစ်ကိုအိယာသိမ်းဖို့ပြောထားတာဘယ်နှကြိမ်ရှိပြီလဲ9နှစ်ဟင်းချက်ဖို့ပြောထားတာဘယ်နှကြိမ်ရှိပြီလဲတခုခုလုပ်ဖို့ကိုကျွန်တော်တို့ကပြောထားတာဘယ်နှကြိမ်ရှိပြီလဲလို့ရေးချင်ပြောချင်သုံးလို့ရတဲ့ပုံစံက how many times have I told you to plus if but 0ဆိုတဲ့ပုံစံနဲ့အသုံးပြုလို့ရတယ်ဥပမာ how many times have I told you to make parents happy how many times have I told you to make parents happy မိဘတွေပြောင်းထားဖို့အနေနဲ့ပြောရတာဘယ်နှကြိမ်ရှိပြီလဲဆိုတဲ့ပုံစံမျိုးအဲ့တော့ဒီနေရာမှာကျွန်တော်တို့က2ရဲ့နောက်က but 0ပေါ့ but 1အများနာလိုက်ထားတဲ့ but 1ကိုကျွန်တော်တို့ကပြောင်းလဲအသုံးပြုလို့ရတယ်ဥပမာ how many times have I told you to make money ပတ်စံရှာဖို့ကနေပြောတာဘယ်နှကြိမ်ရှိပြီလဲနောက်တစ်ခုက how many times have I told you to buy me what I want ငါလိုချင်တဲ့ဟာကိုဝယ်ပေးဖို့ငါနဲ့ပြောတာဘယ်နှကြိမ်ရှိပြီလဲနောက်တစ်ခုကကြတော့ငါနဲ့အိမ်ပြောင်းဖို့ပြောတာဘယ်နှကြိမ်ရှိပြီလဲဆိုရင် how many times have I told you to move house move house ကအဓိပ္ပာယ်အိမ်ပြောင်းသည်လို့အဓိပ္ပာယ်ရတယ်အဲ့တော့ how many times have I told you to move house ငါနဲ့အိမ်ပြောင်းဖို့ပြောထားတာဘယ်နှကြိမ်ရှိပြီလဲငါနဲ့အင်္ဂလိပ်စာသင်တန်းတက်ဖို့ထားပါတော့ငါနဲ့ကိုအင်္ဂလိပ်စာသင်တန်းတက်ဖို့ပြောတာဘယ်နှကြိမ်ရှိပြီလဲဆိုရင် how many times have I told you to attend English language class ဆိုပြီးအသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့ငါနဲ့နိုင်ငံခြားသွားဖို့ပြောတာဘယ်နှကြိမ်ရှိပြီလဲဆိုရင် how many times have I told you to go abroad ဆိုအသုံးပြုလို့ရတယ်အဲ့တော့ကျွန်တော်တို့ကတခုခုကိုကျွန်တော်တို့ကဒါပြောတာဘယ်နှကြိမ်ရှိပြီလဲလို့တော့ရေးချင်ပြောချင် how many times have I told you to plus but 0ဆိုတဲ့ပုံစံနဲ့ပြောင်းလဲပြီးအသုံးပြုလို့ရပါတယ်ခင်ဗျအဲ့တော့ဒါအခုသုံးရတဲ့ပုံစံကျွန်တော်တို့ကလဲမင်းကုန်းပုံစံဖြစ်ပါတယ်အားလုံးပဲကြွရှိမယ်လို့ပြောနေပါတယ်အားလုံးဝင်လာပါအခုကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းကတော့စကားပြောမှာအသုံးများတဲ့ဝါကြလေးချက်လောက်လေ့လာကြည့်အောင်ပထမဆုံးအနေနဲ့ဘာတွေ့မလဲဆိုရင် you take after your father အဓိပ္ပာယ်ကမင်းအဖေနဲ့တတိရတယ်ဆိုတဲ့ပုံစံမျိုးဒါမှမဟုတ်လည်းမင်းနဲ့တတိရတယ်ဆိုရင် you take after your
father your mother မင်းအမေနဲ့မင်းကတထေရတယ်ဆိုပြောလို့လည်းရတယ်အဲ့တော့ဒါကတယောက်ယောက်နဲ့ကိုကတပုံစံနဲ့တထေရတယ်ဆိုတဲ့စကားကိုပြောခြင်း you take after ဥပမာမင်းအဖေနဲ့ဆိုရင် your father မင်းအမေနဲ့ဆိုရင် your mother ဆိုတဲ့အသုံးပြုလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ကတယောက်ယောက်ကကိုဘယ်သူမှမကူညီဘူးဆိုရင် nobody helps me ဘယ်သူမှငါ့ကိုမကူညီဘူးအဲ့တော့ဆိုလိုချင်တဲ့သဘောတရားကဒီနေရာမှာ nobody ကကျွန်တော်တို့ကအငင်းသဘောမျိုးဖြစ်တဲ့အတွက်အနောက်ကသုံးတဲ့ဘက်ကိုကျွန်တော်အငင်းထက်ထက်စရာမလိုတော့ဘူးနောက်တစ်ခုကကျဘယ်သူမှငါ့ကိုမရှင်းပြအောင်ဆိုရင် nobody explains to me ဆိုပြီးတော့အသုံးပြုလို့ရတယ်နောက်တစ်ခုကကျတခုကိုကျွန်တော်လှုပ်ချင်လွန်အားကြီးတယ်ဆိုရင် be time to ဆိုအသုံးပြုလို့ရတယ်ဥပမာငါနိုင်ငံခြားသွားချင်တာတစ်ပိုင်းတင်နေပြီဆိုရင် I'm dying to go abroad I'm dying to go abroad ငါနိုင်ငံခြားသွားချင်တာတစ်ပိုင်းကိုတင်နေပြီဆိုအသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့ငါကအလုပ်မရှိဘယ်နဲ့လုပ်လဲဆိုရင် what if I'm out of work what if I'm out of work what if I'm out of work ကတဲ့ဘေကငါအလုပ်မရှိရင်ဘယ်နဲ့လုပ်မလဲဒါမှမဟုတ်ခုနလိုပေါ့ငါကပတ်စံမရှိရင်ဘယ်နဲ့လုပ်မလဲဆိုရင် what if I'm broke what if I'm broke ကတဲ့ဘေကငါပတ်စံမရှိရင်ဘယ်နဲ့လုပ်မလဲငါဘိုင်းပြတ်သွားရင်ဘယ်နဲ့လုပ်မလဲဆိုအသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့ငါအလုပ်ရှာတော့မယ်ကွာဆိုရင် I'm going to find the job ဆိုပြီးအသုံးပြုလို့ရတယ်အဲ့တော့ဒီစုံတစ်ယောက်နဲ့တူတယ်ဆိုရင် take after somebody ဆိုအသုံးပြုလို့ရတယ် you take after your father မင်းကမင်းအဖေနဲ့တထေရတယ်မင်းကမင်းမေနဲ့တထေရတယ်ဆိုရင် you take after your mother နောက်တစ်ခုကကျဘယ်သူမှငါ့ကိုမကူညီဘူးဆိုရင် nobody helps me ဘယ်သူမှငါ့ကိုမရှင်းပြဘူးဆိုရင် nobody explains to me ဆိုပြီးအသုံးပြုလို့ရတယ်နောက်တစ်ခုကကိုယ်တစ်ခုခုလှုပ်ချင်လို့အားကြီးတယ်ဆိုရင် dying to ဆိုတဲ့ပုံစံမျိုးအသုံးပြုလို့ရပါတယ်ခင်ဗျအားလုံးပဲကြိုးရှိမယ်လို့ပြောလဲပါတယ်